Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မူရီကအလုံးလိုက်တဲ့ဘလော့လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ရတာနိုးလာပြီပဲအလုပ်တော့ရအောင်မယ်ကွာရှင်မူရီပါလေတော့ချိုးရအောင်မယ်ရှင်မူရီချိုးလိုက်မှာကွာရှင်မူရီချိုးရကနေရောအင်ဂျီလေးပါလေလဲလိုက်အောင်မယ်ငါအလုပ်သွားရမှာဆိုတော့နည်းနည်းအင်ဂျီလှလှလေးတော့အောင်မယ်ဒီအင်ဂျီလှတဲ့တဲ့ဟုတ်တယ်ငါအရင်ဆုံးရအဲ့လေးပါလေးလိုက်အောင်မယ်အဲ့လေးကရယူပွားအလုပ်လေးပါလေးတွားလိုက်အောင်မယ်ကားလေးနဲ့ပဲတော့လိုက်တော့မယ်နောက်ဆုံးတော့အလုပ်တော့ရောက်ခဲ့ပြီကားလေးကိုဒီနားမှာပဲထူလိုက်တော့မယ်ဝိအခန်းကဒုတိယတက်မှာဆိုတော့ဒုတိယကိုတက်ရမယ်ဒုတိယတက်မှာကြတော့ boss အခန်းဒီအခန်းမှာကျမရဲ့ထိုင်ကွက်ဒီနာမဟုတ်ပါဘူးကျမရဲ့ထိုင်ကွက်ဒီနာမှာအလုပ်လေးလုပ်လိုက်အောင်မယ်တီ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 စနေနိုင်ခံခွေးပဲငါမှုစားရအောင်ထမင်းစားလိုက်အောင်ငါအရင်ဆုံးမုတ်တော်ဝဲကမတီးဒီနားမှာပဲထိုင်စားလိုက်တော့မယ်ဆူရှီလေးစားလိုက်မယ်စားလို့ကောင်းလိုက်တယ်ကွာဒီဆိုင်တော်လေးစားလို့ကောင်းတာပဲနောက်နေ့ကျရင်ထပ်သွားအောင်မယ်ဒီဆိုင်ကိုမြမစားပြီးဆိုတော့ဒီအောင်ကအလုပ်ကိုလုပ်ရတယ်မယ်အပေါ်တက်ကအလုပ်မဟုတ်တော့ဒီမှာတူတီနာမမလုပ်လိုက်တော့မယ်အလုပ်လုပ်လိုက်အောင်မယ်Ito tapi
သမီးစားလိုက်မယ်စားလို့ကောင်းလိုက်တာဒီနေ့ဒီ vlog လေးကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ဒီ vlog လေးကိုအဆုံးထိကြည့်ပြီးရင် like and subscribe လေးလုပ်ဖို့မမေ့ဖြစ်ပါနဲ့အားလုံးပဲ bye bye